Britain များအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးတော့မှာတော့ဝိုင်းစုခိုင်တဲ့ရဲ့လက်ရှိအခြေအနေနဲ့အခြေရေးအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဝိုင်းစုခိုင်တဲ့ဟာအနုပညာလောကမှာစေစုတဲ့တစ်ခုကြအောင်မြင်မှုတွေကိုထိန်းထားနိုင်တယ်လို့ဒူမရဲ့ကိုရစ်ကိုတာလူမှုရေးအရာတွေကလည်းအမြဲတမ်းစိတ်ဝင်စားဖြစ်နေတတ်ပါတယ်လက်ရှိအချိန်မှာတော့ဝိုင်းစုဟာအခြေရေးနဲ့ပတ်သက်ပြီးအရင်ကထက်စားရဲ့ပုံမတင်ရင်အချင်းတဲ့ပုံစံမျိုးတွေကိုရွေးချယ်ထားတာတွေ့ရပါတယ်ဒူမအနေနဲ့အခြေရေးကိုအရင်လိုလူသိရှင်ကြားအရင်ကြီးချပြတာမျိုးထက်မိသားစုနဲ့အနုပညာလုပ်တွေကိုပဲပို့ပြီးအာရုံစိုက်နေတဲ့အခြေအနေမှာပဲရှိပါတယ်။ဝိုင်းစုဟာအခြေရေးမှာကန်ဆိုတဲ့တူလို့ဗြိတက်တွေအချို့ကတမထကြပေမဲ့ဒူမကိုယ်တိုင်ကတော့အတိတ်ကဖြစ်တဲ့အရာတွေကိုပွဲရတင်ခင်းစားတဲ့အဖြစ်နဲ့ဖတ်ယူထားတာပါ။အိမ်ထောင်ရေးအဆင်မပြေမှုတွေအခြေရေးအနည်းအမြင့်တွေကိုဖြစ်တိုင်ခဲ့ပြီးနောက်မှာတော့ဒူမဟာကိုချစ်တဲ့ဖို့နဲ့ကိုရဲ့စိတ်ချမ်းသာမှုကိုပိုပြီးတမိုးထားတတ်ကိုတွေ့ရပါတယ်ပရိသတ်တွေကတော့ဝိုင်းစုကိုတကယ်ချစ်တဲ့သူနားလေပေးတဲ့သူနဲ့စုံစည်းစေချင်ကြပါတယ်ဒူမရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာတခါတည်းတင်လေးရှိတဲ့စာရတွေအကြဒူမဟာလက်ရှိမှာတော့အထီးတန်တာမဟုတ်ပဲလွယ်လမှုကိုခံစားနေတာလို့ယူဆလို့ရပါတယ်အချစ်တဲ့တစ်ခုထက်မိမိကိုကောင်းမွန်အောင်တည်ဆောက်နေတဲ့အချိန်ကာလတစ်ခုလို့ဆိုနိုင်ပါတယ်ဝိုင်းစုခိုင်တဲ့ရဲ့လက်ရှိအခြေရေးဟာတိစိတ်ချက်နဲ့ညီချင်းချင်းဖြစ်ပါတယ်အနာဂတ်မှာဘယ်လိုမျိုးအချစ်တဲ့နဲ့စုံစည်းမလဲဆိုတာကတော့ဒူမရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါတယ်အခုချိန်မှာတော့ဒူမကိုချစ်တဲ့ပရိသတ်တွေမိသားစုဝင်တွေနဲ့အတူပြောဆိုစရာကောင်းတဲ့နေ့ရက်တွေကိုဖြစ်တတ်နေပါပြီလူပညာလုပ်တွေကိုပဲအားတွဲခွန်အားစိုက်စူးစမ်းနေတာကိုတွေ့ရပါတယ်